မင်းစားပြမဲ့ထောင်းလေးကတော့တက်ချီတော်ထောင်းပြပါတယ်ရှင်ဒါလေးကတော့1000ဘိုးလေးထောင်းပြီးထောင်းထားတာပေါ့နော်ဆိုင်မှာပုံမှန်ဆိုလို့ရှိရင်တက်ချီတော်ကဝက်သေး9000ရပါတယ်တောင်းလေးတောင်မိုးလေးရပါတယ်ရှင်9000လေးစားရင်တယောက်နဲ့စားမယ်ဆို9000လေးကိုစဉ်းပြပါတယ်ရှင်တက်ချီတော်ကိုအရန်ကြိုက်တယ်ပေါ့နော်ရှကီဘဲတွေပါစားခြင်းနဲ့ဆိုရင်ဒီတက်ချီတော်ဖောင်းကြီးလို့ရတယ်အမီးနေနဲ့ဖောင်းတယ်ပေါ့နော်ဒါလေးက1000ပေါ့ရှင်သူ့မှာပါဝင်တဲ့ပစ္စည်းတွေကတင်မော်ဒီဘဲဒီတမယာဒီပေါ့နော်ခရမ်းကျွတ်ဒီစိုက်ရှိရဲ့ခရမ်းရည်ဒီအကုန်လုံးပေါ့နော်အထောင်းတစ်ပွဲပါဝင်တဲ့ပစ္စည်းအကုန်လုံးပြပေးထားပါတယ်အနံလေးရေလို့ရှိပြီနော်ဝင်းနေရောပဲစားကြပါအောင်ရှင်ready ခရမ်းကျွတ်ဒီရမ်းခရမ်းရည်ခုတော့ထောင်းလေးစားနေတာဆိုရင်ဆောင်းလို့ရလာဖက်တယ်ပေါ့နော်ဒီလိုစားနေဆိုအားထုတ်လို့လာပြီးတော့မလို့ရပါတယ်တက်ချီရတာကအယိုးလွတ်ပါရှင်တက်ချီရထောင်းကပြောမယ်ဆိုတော့ညီတို့လည်းကောင်းတယ်ရှင်အဆက်ကလည်းစားလျှော့ရင်လည်းစက်ပုံမှန်ဆက်တွေးစားခြင်းနဲ့ဆိုအဲ့လိုပြောလို့ရနော်ညီတို့စိတ်ကြလို့ပြထားရဲဆက်ခဲ့တဲ့လူတွေဆိုတော့လည်းကိုကောင်းတယ်ဆိုကွန်ထွက်သွားမှာပေါ့နော်ဒါပြီးတော့အဆက်ပုံမှန်လေးလုပ်ပြထားပါတယ်ညီတိုင်းစားတဲ့ဆင်မိုင်းလို့ရှိရယ်ကိုယ်အဲ့ဒါအဲ့ဒီကိုပြီးတော့မလို့ရပါတယ်တခြားအတောင်းနေရပါတယ်ရှင်အမို့တော့မဟုတ်တာအပြင်ဆုံးတော့ပြမော်လီရောမမလားအဲ့ဒါတော့ရပါတယ်ဒီသူတမရဲ့